ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မြန်မာ e-sports လောကတစ်ခုလုံးကိုလွတ်ခတ်သွားစေမဲ့အားလုံးလည်းစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြမဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသုံးသပ်သွားခြင်းပါတယ်တချင်လုံးကဆိုရင် Mobile Legend ဟာမြန်မာနိုင်ငံရဲ့နိုင်ငံတော် game လို့တောင်တင်စားလို့ရပါတယ်ဒါပေမဲ့အခုချိန်မှာတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီအခုတော့ e-sports အတိုင်းအဝိုင်းမှာတည်ကျင်နေကြတဲ့မေခွန်းတစ်ခုကတော့ MLBB ဘက်ကနာမည်ကြီး streamer တွေနဲ့ caster တွေဟာ PUBG Mobile ဘက်ကိုအစူးလိုက်အပြုံလိုက်လုံးဝကူးပြောင်းသွားကြတော့မှလားဆိုတာပါပဲဒီကိစ္စဟာတကယ်ကိုဖြစ်လာနိုင်ခြေအများကြီးရှိနေတဲ့ကိစ္စတစ်ခုပါအဓိကအကြောင်းရင်းကိုလက်ညှိုးထိုးရမယ်ဆိုရင် Mobile Legend ရဲ့မိခင် company Moonton ရဲ့မြန်မာနိုင်ငံပေါ်ထားရှိတဲ့စေတနာနဲ့ပံ့ပိုးမှုတွေတိတိတသားကိုကြာဆင်းသွားတာပါပဲအရင်လိုတက်ကြွတဲ့ community တွေလှုပ်ရှားမှုတွေမရှိတော့ဘူး content creator တွေ streamer တွေအတွက်ချထားပေးတဲ့ budget တွေကလည်းအရင်ကနဲ့စာရင်တော်တော်လေးကိုညော့နေသွားခဲ့ပါပြီgame တစ်ခုရေရှည်ရက်တည်ဖို့ဆိုတာ game ကစားတဲ့သူတွေရှိုံနဲ့မရပါဘူးအဲ့ဒီ game ကိုအသက်သွင်းပေးနေတဲ့ streamer တွေပြိုင်ပွဲတွေကိုအတန်နဲ့ပုံဖော်ပေးနေတဲ့ caster တွေရဲ့အခန်းကဏ္ဍကအရန်ကိုအရေးကြီးပါတယ်အခုတော့ပံ့ပိုးမှုတွေညော့နေလာတဲ့အတွက်သူတို့ရဲ့ရက်တည်မှုကစတင်ရိုင်နေလာပါပြီပိုပြီးစိတ်ပြက်ဖို့ကောင်းတာက e-sports ပြိုင်ပွဲတွေရဲ့အခြေအနေပါကျွန်တော်တို့မြန်မာကစားသမားတွေရဲ့အရေးချင်းကကမ္ဘာအဆင့်ကိုရင်ပေါင်းတန်းနိုင်တယ်ဆိုတာအတိတ်ကပြိုင်ပွဲတွေမှာသက်သေပြခဲ့ပြီးပါပြီဒါပေမဲ့အခုနောက်ပိုင်းနိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ဖွဲ့စည်းပုံကိုကြည့်လိုက်ရင်မြန်မာကိုစားပြု MLBB အသင်းတွေကိုသူတို့အနေနဲ့ဘောင်ထဲတောင်ထဲ့မတွက်ချင်တော့တဲ့နေရာမပေးချင်တော့တဲ့အနေအထားမျိုးတွေကိုရှင်းရှင်းလင်းလင်းကြီးမြင်တွေ့လိုက်ရပါတယ်။ကိုယ်နိုင်ငံကအသင်းတွေကိုနိုင်ငံတကာစင်မြမှာအားပြီးခွင့်မရတော့ဘူးဆိုရင်ဘယ်ပရိသတ်ကရောဒီ game ကိုဆက်ပြီးယူတွက်နေအောင်ပါလဲ။ပြေးဖို့ကြဘာလို့ပြောင်းစတင်ကြရလဲတော့အခုကဘာလို့ညာစနေနေပဲမဲ့လဲမှန်တိုင်းပြောရရင်ကြတော့နော်။ဘာလို့လဲဆိုတော့အကုန်လုံးကအစမပြေတော့လို့ဗျာ။စမပြေတော့ဘယ်လိုပြောရမလဲဆိုတော့နော်ဒီကိန်းကကျွန်တော်တို့မကြည့်တော့ဘူးတိတ်ပြီးတော့မှန်တကယ်ကတော့မှန်တိုင်းပြောရရင်တော့ဘရိုလည်းတိမှာပါဗျာဘရိုလည်းတိမှာပါလေနောက်စီဇန်ဆိုရင်အခုဆိုရင်ဆလော့မရတာတွေရောဘာရောအစပေါ့တိမှာအဲ့လိုမျိုးဟောသူတို့ဘတ်ဂျက်ကလည်းမတုံးတော့ဘူးအဲ့တော့ကျွန်တော်တို့တို့ကဘာမှတုံးစားမရတော့ဘူးဗျာဒီ payware တွေဘာညာတွေကဘတ်ဂျက်လည်းမရဘူး Mobile Legend အဲ့တော့တချို့ကြတော့ပြောင်းကြတယ်ပေါ့ဗျာဒီလိုပဲပေါ့မင်းနဲ့ကနေဟိုပါတနာပုံစံမျိုးလာပြီးတော့ကန်လန်လို့ငါတို့ပတ်ကြည့်ပွဲတွေပါတယ်ပြရမယ်ဆိုမင်းပြမှာလားတိုင်းအားပြဟောโอเคမင်းပတ်ကြည့်ပြလို့ဆဲခံမှာဘာညာကြောက်လားမကြောက်ရင်တော့လုံးလို့ရတယ်ဟမ်ကြောက်ပါဘူးဘာလို့ကြောက်အေးနော်ငါတို့အလုပ်ပဲလေနော်ငါတို့အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားခဲ့ရင်ပေါ့ကွာလဲကျုံးလိုက်ကြမလားဗလဲကျုံးလိုက်မယ်ဟေးနားလည်ပေးမှာပါတချို့ကြလဲနားလည်ပေးမှာပါဘာဆိုင်လို့လဲသူကဆဲမှာတော့ဒီပတ်ကြီးဖြာတော့ဟာတိုင်းမင်းမသိလို့နော်မင်းဟိုဘက်ကိုလာရောင်မြန်ပြီလို့ပါတော့မင်းအဲ့ဒါနည်းနည်းစိုးရင်ရတယ်ဒါကြီးလေးတော့ပြန်လေးလာမှာကျွန်တော်ကပတ်ကြည့်ပါပြည့်တယ်မြေပုံနေအထူးသဖြင့်ဂန်းနေပေါ့ဗျာအာဘောကတော့ကျွန်တော် mobile နဲ့လည်း cash နေတာဆိုတော့အရင်ကြီးတော့မခတ်ပါဘူးနာမည်လို့ဂိမ်းကြောင်းဂိမ်းတော်လေးမသိဘဲနဲ့သွားပြီးပြလို့ရှင်လဲအဆောက်ဘိုးကြီးဖြစ်သွားလိမ့်မယ်အားလုံးသိကြတဲ့ MLBB လောကရဲ့ထိပ်တန်း star တယောက်ဖြစ်တဲ့ player streamer Maybe ကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ပါပြီ Maybe ဆိုတာ MLBB ကိုကြည့်တဲ့သူတိုင်းမတီးသူမရှိလောက်အောင်လွှမ်းမိုးမှုရှိတဲ့သူပါဒါပေမဲ့အခုချိန်မှာတော့ Maybe ဟာ PUBG Mobile ဘက်ကိုလုံးဝကိုကူးပေါင်းသွားခဲ့ပြီပဲထင်ပါတယ်ဒါဟာရိုရှင်းတဲ့ဂိမ်းပြောင်းကစားမှုတစ်ခုမဟုတ်ပါဘူး MLBB ရဲ့ညမနိုင်ငံကရွှေရောင်နေရက်တွေကုံဆုံးနေပြီလားဆိုတာကိုမီးမောင်းထိုးလိုက်ပြလိုက်တဲ့ကြီးမားတဲ့ခေါင်းလောင်းတန်ကြီးတစ်ခုပါပဲ Maybe လို့ပရိသတ်အခိုင်အမာရှိတဲ့နာမည်ကြီးထိပ်တန်းဆယ်လီတယောက်တောင်လမ်းကြောင်းဖြောင်းသွားပြီဆိုတော့သူနဲ့အတူပါလာမဲ့ fan base တွေနောက်ကနေထပ်ပြီးကူးပြောင်းလာမဲ့တခြားသော streamer တွေ caster တွေအများကြီးရှိလာဖို့ဆိုတာအချိန်ပိုင်းပဲလို့ပါတော့တယ်တစ်ဖက်မှာလည်း PUBG Mobile ရဲ့ ecosystem ကပိုပြီးခိုင်မာတယ်ပိုပြီးအခွင့်အလမ်းတွေပေးနိုင်တယ်ဆိုတာကိုအားလုံးကမြင်နေကြပြီလေအသက်မွေးမွားကြောင့်ပြုနေကြတဲ့သူတွေအနေနဲ့ပိုကောင်းတဲ့ရေခံမြေခံရှိတဲ့စီကိုရွှေ့ပြောင်းကြတာတဘာဝပါပဲမေးစရာရှိလာတာက Moonton ဘက်ကရောဒီအတိုင်းပဲလက်ပိုက်ကြည့်နေတော့မှာလားမြန်မာနိုင်ငံကတစ္ဆာရှိတဲ့ပရိသတ်တွေကိုဒီအတိုင်းပဲလက်လွတ်ခံတော့မှာလားဆိုတာကတော့စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်ကဲကြီးစုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ကိုဒီလိုအပြောင်းလဲကြီးအပေါ်ဘလို့မြင်ကြလဲMaybe လို့တခြားနာမည်ကြီး streamer တွေ caster တွေက PUBG Mobile ဘက်ကိုအပီးအပိုင်ကူးပြောင်းသွားလိမ့်မယ်လို့ထင်လားမြန်မာ streamer တွေကအကုန်ပြောင်းသွားရင် MLBB ရဲ့အနာဂတ်ဘာဖြစ်သွားမလဲဆိုတာကိုအောက်က comment box မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလိုပါပဲဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ e-sports တဲ့နဲ့တုံးသက်ချက်တွေနဲ့အမြဲတမ်းတင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်